ပြည်သူတွေနဲ့ကျွန်တော်တို့ရဲ့ customer တွေရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ဒါအချိန်ပြည့်ပေါ့နော်နားထောင်ပြီးတော့ဘယ်လိုမျိုးပို့ပြီးတော့ကောင်းမွန်တဲ့ product တွေကိုပြုလုပ်ပေးနိုင်မလဲဆိုတဲ့ရည်ရွယ်ချက်နဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Manulife ရဲ့ strategy နဲ့ပို့ပြီးတော့မိဖြစ်အောင်လို့ကျွန်တော်တို့ဒါစီမံထားတဲ့ဌာနတစ်ခုဖြစ်ပါတယ်digital ပဲဖြစ်ဖြစ် event ပိုင်းကိုင်ကျင်တဲ့သူပဲဖြစ်ဖြစ်သက်ဆိုင်ရာအရေးချင်း technical ဘိုင်းကတော့ဒါ business အနေနဲ့ကတော့ရှိတဲ့တယ်ကျွန်တော်တို့ marketing ကအများပြည်သူနဲ့အများတန်းထိတွေ့ဆက်ဆံနေရတဲ့ role ဖြစ်တဲ့အခါကျတော့ကိုယ့်ဘက်ကစိတ်ရှိလက်ရှိနဲ့ဘယ်လို feedback မျိုးပဲဖြစ်ဖြစ်ပေါ့နော်ခံနိုင်ရင်ရှိနဲ့အပြုသဘောဆောင်တဲ့နှလုံးသားရှိဖို့တော့အရေးကြီးတယ်ပေါ့ဒီလိုမျိုးစိတ်ဓာတ်နဲ့ပြင်ဆင်ထားမယ်ဆိုလို့ရှိရင်တော့ပိုကောင်းတဲ့ဒါ marketer တစ်ယောက်ဖြစ်လာမှာပါdigital platform တော့အဓိကဒါ tools တစ်ခုပေါ့နော်အဲ့တော့ဒီ tools ကိုအသုံးချပြီးတော့ဒီ platform ကနေတစ်ဆင့်မြန်မာနိုင်ငံသားတွေနဲ့မြန်မြန်ဆန်ဆန်